ဒီကနေ့9မိနစ်မြန်မာစာ channel ကနေတင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကိုမိခွန်းတချို့နဲ့စတင်ပြရစီ။သင်ဟာမြန်မာစကားကိုနေ့စဉ်ရေးသားပြောဆိုသူတယောက်အနေနဲ့တရားကိုသိပါသလား။ဝါစင်ကဆိုတာကရောဘာပါလဲ။မျိုးပြဆိုတဲ့စကားလုံးကရောဆွေပြမျိုးပြကိုပဲကြားဘူးနာဝါရှိထားခဲ့ရင်တော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးဖို့လိုအပ်နေပါပြီရှင်။စာပေပညာကိုသင်ယူစည်းဖို့နေကြတဲ့စာသင်သားတွေအတွက်ရှင်းမြန်မာကြီးတို့ဆိုယူပြုခဲ့တဲ့စကားလေးတစ်ခွန်းရှိပါတယ်။အဲ့ဒါကတော့တတမတာစမတာတရာမတက်စာမတက်ပါတယ်။အတိတ်ဘေကတော့တရာမတက်သေးရင်ပါဠိစာပေကျမ်းဂန်တွေကိုတက်မြောက်တယ်လို့မဆိုနိုင်ပါဘူးတဲ့။နောက်ပြီးတရာမနိုင်စာမကိုင်းနဲ့တရာမတန်မောက်ကလန်စားတဲ့ဆိုယူစကားတွေရာစာပေပညာသင်ယူစည်းဖို့ရမှာတရာရဲ့အရေးပါပုံကိုခံမှန်းတွက်ဆနိုင်ပါပြီ။ဒါဆိုတရားဆိုတာပါလေတရားဟာပါဠိစကားတရားကနေလာပြီးအတန်လို့အတိတ်ပဲရပါတယ်မြမအပိဓာန်ကတော့အခေါ်အဝေါ်ဝေါ်ဟာရာပုတ်လို့တဖုံစကားဖွဲ့စည်းပုံဝက်ကြဖွဲ့စည်းပုံစားတဲ့စီစနစ်ကိုဖော်ပြတဲ့ကျမ်းလို့တဖန်အနက်ဖွင့်ပြထားပါတယ်မြမစာဖွဲ့ကထုတ်တဲ့မြမတရားမှာတော့အတိတ်ပဲရှိတဲ့အတန်တွေကိုဆွဲပြူပြီးရေးသားထားတာကြောင့်တရားလို့ခေါ်ကြောင်းဖော်ပြထားပြီးလူနှုတ်ကထွက်တဲ့အတန်တွေကိုဆိုလိုတဲ့အတိတ်ပဲရအောင်စနစ်တကျပြောဆိုရေးသားရမှာအသုံးပြုရတဲ့စီစနစ်တွေကိုဖော်ပြထားတဲ့ကျမ်းဟာတရားကျမ်းဖြစ်ကြောင်းကိုလည်းရေးသားဖော်ပြထားပါတယ်ဝါစင်ကကတော့ဝါစာနဲ့အင်္ဂါပေါင်းစပ်ထားတဲ့ပါဠိစကားဖြစ်ပြီးဆိုလိုတဲ့အဓိပ္ပာယ်ရအောင်ပြောဆိုတဲ့စကားရဲ့အစိပ်ပိုင်းကိုဝါစင်ကလို့ခေါ်ပါတယ်။တင်ရိုးဟောင်းမြန်မာတရားပိုင်းမှာဝါစင်က10ပါးရှိပြီးတင်ရိုးတစ်မှာတော့ဝါစင်က4ပါးသာရှိပါတော့တယ်။အဲ့ဒီတဲကမှအဆက်ပစ္စည်းအစုမှာပါဝင်တဲ့နံပစ္စည်းတစ်မျိုးဖြစ်တဲ့မျိုးပြပစ္စည်းတွေအကြောင်းကိုဒီကနေ့9မိနစ်မြန်မာစာ channel ကနေကျမနဲ့အတူလေ့လာစူးစမ်းကြည့်ရအောင်လားရှင်။